ကိုငိုစီတာလေကိုတော့ပြောတယ်ငါရဲ့နေရာကိုသွားတဲ့အချိန်မှာလေငါကိုတော့ရဲ့အုံးမတ်တွေကအမျိုးသမီးတွေကိုရစ်ရက်ဆက်ဆက်အလားအစားပိပေးနေတာကိုကြည့်တယ်တဲ့အဲ့ဒီမြင်ကွင်းကိုအခုပြန်လဲမြင်အောင်ပြီးငါကိုတော့မခံစားနိုင်ဘူးငိုနေတာအမျိုးသမီးတယောက်ကိုလေတဲ့သပင်းအားလုံးနဲ့စုတော့ချိန်လာချိန်အုံနောက်ဒီပုတ်ပတ်နောက်အမျိုးသမီးတယောက်ကြည့်လိုက်တော့ရှာအခုခမားစမ်းကြည့်အဲ့အစားဘယ်လောက်ပြလဲရှာလက်နဲ့ပဲဆွဲတာတမနစ်ဆွဲလိုက်ရင်ကျွန်တော်ဆွဲပြခရပုံဒီတိုင်းလက်နဲ့ပဲဘယ်လောက်ဒုက္ခရောက်လဲအဲ့ဒီရှာနဲ့ဂျိန်းနဲ့ချိတ်ထားတယ်နံပါတ်3အမျိုးသမီးကိုရင်သားတွေကိုဂျိန်းနဲ့ချိတ်နံပါတ်4အမျိုးသမီးကိုဒူးနဲ့ရင်ပန်းနဲ့ကပ်ပြီးတော့တုတ်တာလို့ခေါင်းနဲ့လက်ကိုဆန်းပြီးတော့ချိတ်ထားမယ်ဘယ်လောက်နေရာခက်မလဲလောက်ကြည့်စမ်းသိပြီလားနံပါတ်5အမျိုးသမီးကတဲ့ဘာလဲဆိုတော့သူ့ရဲ့ပုံစံကဝက်မျက်နှာအလ္လာဟ်ထိမ့်သိမ့်တော်မူပါခန္ဓာကိုယ်ကမြည်ရခန္ဓာကိုယ်ဘာခန္ဓာကိုမြည်ရခန္ဓာကိုယ်တဲ့ပြီးတော့အဲ့ဒီခန္ဓာကိုယ်အလိုရုပ်ဆိုးပြီးတော့မှဟိုးတဲ့တော့ကနေခေါင်းပြီးမွေးပြီးပတ်ထားဘာတွေပတ်ထားမှာမွေးပတ်တာကင်းနေဒီကောက်တဲ့ကင်းချင်းညာတွေပါဖြစ်နေမှာလေကင်းနေမှာတော့ကြိုက်ပါဘူးဒီတိုင်းအလွတ်ပေးမှာမဟုတ်အလှပေးမှာမဟုတ်ခမောက်ဂလီယာထိုးမှာမဟုတ်ဘူးနံပါတ်6ကကျတော့မျက်နာကခွေးမျက်နာဗာမျက်နာခွေးမျက်နာခွေးမျက်နာနဲ့ဗဇက်ထဲကနေကြီးနေဒီလိုအလုံးလိုက်ဝင်ပြီးတော့မှသအိုကနေထွက်မယ်အဲ့ဒီကကိုခန္ဓာကြည့်စမ်းတွေးကြည့်စမ်းအဲ့တော့အဲ့ဒီလိုကျွန်တော်အမေအမမဖြစ်ရဲ့အတွက်ပြောရမှာမပြောရဘူးအမေအမတွေခြေတာတော့ရှားမှာမဟုတ်ဘူးအမေအမတွေလည်းအားလုံးသိထားနားထောင်တော့ဘယ်အမျိုးသမီးတွေကဘာတော့အဲ့အဇပ်ခံရတာလဲအဲ့ဒီအလုံးမလုံးနဲ့အဲ့ဒီအဇပ်ကနေလွတ်သွားမယ်အလ္လာဟ်ရှင်ကျွန်တော်အမေအမအားလုံးထိမ့်သိမ့်တော်မူပါဇဘေးကနေဘာလို့ထားမှလဲချိတ်ဆွဲတာမှာအုံနောက်တွေကဘောပတ်ကြီးနေမှာအောက်မှာမီးကုန်အလ္လာဟူအလ္လာမအလ္လာထိမ့်သိမ့်တော်မူပါနေလိုက်တောင်းအလ္လာဟ်မှာတို့အလ္လာထိမ့်သိမ့်တော်မူပါဘဝမဆောင်ပဲလင်းတကာအရှိမရိုင်းနိုင်ကိုယောက်ျားမဟုတ်ရင်အဲ့ဒီလူတွေအရှိမဖော်လို့မရအဲ့တော့ဘဝမပါဘဲနဲ့အမျိုးသမီးကဘေးပရဒါမလုပ်ဘဲနဲ့လမ်းတကာလျှောက်သွားနေရာတကာလျှောက်သွားတော့အမျိုးသားတွေကကြည့်ပြီးတော့ဂုဏဖြစ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့တဲ့အဲ့ဒီပရဒါမလုပ်တဲ့အမျိုးသမီးကိုအခုလိုအလ္လာဟ်ပေးတာအလ္လာဟ်ရှိပရဒါကိုလုံးနိုင်တဲ့တော်ဖီအမိအမအားလုံးပေးတော်မူပါအာမင်ပရဒါဆိုတာအကျက်မို့ခုနကမို့ပြီးသားပြောပြပြီးမဟုတ်ဖတ်တော့ပရဒါလားဟုတ်တကူကပရဒါတကူကစက်တက်တကူကဗာလဲစက်တက်ဆိုတာအရှက်အမျိုးသမီးရဲ့အရှက်ကိုလည်းမှတ်သွားအောင်အမျိုးသမီးရဲ့အရှက်ကစဗဇာနေပြီးတော့ခြေမျက်စိဒီလက်မျက်စိအကုန်ပါဒါနဲ့စက်တက်ကအရာပရဒါကအိမ်ထဲမှာရှိတဲ့အချိန်မှာလက်ကြောင်ပြီးပေါ်လို့ရတယ်အဖေတာအပေါ်အရင်နိကာဟာရမ်ဖြစ်တဲ့လူအရှိမပဲလက်ကောက်ဝေးတွေလက်ကြောင်ပြီးမျက်နှာပေါ်ထားလို့ရတယ်တကယ်ရှိမှလို့ဒီလက်ခံလို့လည်းပေါ်ထားလို့မရပါဘူးဘာဖြစ်လဲတော့အိမ်မှာအိုးစီးမဲ့ဗာမယ်အဝတ်ရှော်မယ်ဆိုလက်ခောက်ထားမယ်လက်ပင့်ထားမယ်အဲ့အတွက်မိမိအဖေတွေတကယ်ရောက်လာလို့အဲ့လက်ကိုလည်းပါလို့လာဟုတ်လားချရမယ်မချရင်တပင်းနေချိန်ဆွဲတာအိမ်မှာဘယ်သူမှမရှိကိုယ်ရင်ပဲရှိတယ်ပေါ်ဝါမဆောင်နဲ့ပြဿနာမရှိဘူးရင်မတော်ပဲနဲ့တော်ခြင်းနဲ့လင်းနေလာရင်ဘာလို့ဟိုဆောင်အဲ့လိုပဲသေးစားလိုက်မှနာမှာမဟုတ်မနာဘူးမနာသေးမလို့ဒီပုံမှန်ကြဒီခါထားကိုရိုက်ပြီးပြေးမှသူကခါတိုက်လို့မရတော့ဘာလို့ဒီအမေရိကန်လေးကျချောပြီးကျွေးမရမှာတော့သိတော့တော့နာလေးတော့ရင်အကုန်လုံးငါတို့ဘာဒုက္ခပဲအမှန်တကယ်အဲ့ဒါမုန်းလို့လားရှင်းလို့ဘာလို့လေစိမ့်ကြီးဒီတိုက်တင်လဲနေရဆွဲပြီးတိုက်တင်လဲရိုက်ပြီးတိုက်တင်လဲအဲ့နဲ့ထိုးပြီးတိုက်တင်လဲမဟုတ်မလုံးနဲ့တဲ့သုံးလုံးလေးသပင်းခေါင်းလောင်းသွားမနေ့ပြန်ကြရင်အေးစစ်အခုသပင်းကိုဆွဲထားခြင်း9မိနစ်လောက်သိလားခံစားကြည့်လိုက်ပေါ့အိမ်မှာထုတ်တန်းရှိတယ်သပင်းကိုစီးပြီးတော့မှထုတ်တန်းမှာတိုးလေးနဲ့ချိတ်ပြီးခံစားကြည့်တွဲလောင်းနေဟာဒန်စီဟာအရာသာရှိတယ်ဆိုရင်လုံးနံပါတ်1ကဘာနဲ့ချိတ်ကြတာရှာနဲ့ဘာနဲ့ရှာကိုစံကြည့်နေဟာမိုက်တယ်ပွန်စီတလားခင်းတို့ကားတွေလေဘွမ်နေရာတွေကမှရှာရှိတဲ့ကောင်မဘာကောင်မ
ရှာချီတဲ့ကောင်မယောက်ျားနဲ့ပိရှင်းဟိုလိုပြတဲ့ဒီနေ့ပြနေဟိုနေ့ပြနေဒီနေ့ပြတဲ့ဆိုယောက်ျားဟိုမှာမောလို့ပြန်လာတယ်အိမ်ရောက်တော့ပို့ပြီးတော့အမောစို့တော့တေးချပြီးလိမ့်မထားယောက်ျားအတွက်တကားတဲ့ပေးကွက်နဲ့အာဘုံရည်နဲ့ဒီတိုင်းပဲနေတဲ့ဇပေးအားချုပ်သွားနဲ့ယောက်ျားတော့အပြင်မှာလက်လာလေးပြီးတော့ဟာဒီအရာစိတ်ဖြေရမယ်ကိုမိန်းမနဲ့လို့လာတော့ခဲလေးတည်းများကျဲကြီးကြလေပြီဆိုပြီးအိမ်ရောက်တဲ့တကားတဲ့လက်ပန်းကြပြီးဦးကစုံရပြုတ်လို့ဖြစ်အလ္လာဟ်ရှိသိသိတော်မူပါအယောက်ျားအတွက်လိမ့်နေတာတာကျွတ်တဲ့မြတ်ဟာနော်မတော်နဲ့ယောက်ျားအတွက်လိမ့်နေတာအခုရှာကိုတဲ့ချိတ်တာမယ်တဲ့ဇပေကိုလည်းချိတ်တာမယ်ယောက်ျားကိုပရမပြောနဲ့တဲ့သိပြီလားယောက်ျားကိုရှာရှိတဲ့အလုပ်မလုပ်နဲ့ညာဦးတဲ့ရှိမှာပဲကောင်းနေရှိကြဆိုမိုးမနဲ့ပြန်ကြအဲ့ဒီဂျိတ်လေးတွေအလွတ်ဖြစ်နေတာဟာအလ္လာဟ်ရှိသိတော်မူပါနံပါတ်3ကဘာလို့ချိန်မှာဘာလို့လဲကျင်သားဆိုမသိဘူးမလေးသူတော်ချင်းကြီးပေါ့သူတော်ချင်းကြီးအလ္လာဟ်လက်ခံတော်မူပါအမလေးအရင်ကျင်းဆုံးစကလုံးကိုယူပြီးသုံးတာလေသူတော်ချင်းကြီးရင်သားပါရင်သားအဲ့ရင်သားတွေကိုဘာလို့ထားမှလဲစိတ်တော့စိတ်ကြည့်လိုက်လူဒီကောင်းလေးကိုလည်းနဲ့ယောက်ျားရဲ့စိတ်ကြည့်လေဘယ်လောက် feeling ရှိလဲဆိုပြီးတော့ဒီလားခိတ်တာအဝေးပဲလက်လေးနဲ့ပဲစိတ်ကြည့်လိုက်ဘယ်သူတွေကိုပေးမှလဲဆိုတော့တဲ့ရှရီအတ်မှာမပိုင်ဘူးလို့သတ်မှတ်ထားတဲ့ယောက်ျားတွေနဲ့အပေးအယူအဆက်အဆွဲလုပ်တဲ့ကောင်မတွေကိုပေးမှကြီးစားထားတဲ့အနိုင်ခံတယ်မလားအဲ့ဒီနိုင်ခံတဲ့ကောင်မတွေကိုပေးရိုင်းနေမလားကိုယ့်ရဲ့ယောက်ျားမအပတကယ်ယောက်ျားချင်းမှလေဒီဟိုင်းဝင်ပြီးတော့မှပစ္စည်းကုန်ကောက်ချအောင်ဆောင်တဲ့မတာမားတွေဖြစ်တယ်အလ္လာဟ်ထိန်းသိမ်းတော်မူပါအာမင်ကိုယောက်ျားချင်းပါလေနောက်မီးလေးနဲ့ကောင်မကိုပြောနေတာမဟုတ်ဘူးနိကာရှိတဲ့မန်ကူဟာယူဒီဟာရမ်ဖြစ်တယ်ပြီးတော့မှတ်ထားလိုက်အောင်ကိုမိန်းမကတခြားတကယ်ယောက်ျားတွေနဲ့ပေါ်ပေါ်ရင်းစကားပြောတော့ကျင်းတဲ့ယောက်ျားတွေကိုဒယူးလို့ခေါ်တယ်ဘာလို့ခေါ်လဲဒယူးဂျန်နတ်ရဲ့အလ္လာဟ်ဟာရမ်ဖြစ်တယ်အလ္လာဟ်ထိန်းသိမ်းတော်မူပါအာမင်မိန်းမတွေကိုတကယ်ယောက်ျားနဲ့စကားပြောရင်လည်းကုရ်အာန်ကပြောတယ်မာမာပြောတယ်ဘာလို့ကျင်းလို့ဘာလို့ရှင်လဲဘယ်လာတာလဲဘယ်သူနဲ့တွေ့နေတာလဲအဲ့တော့ခမည်းတငယ်ချင်းပြောတယ်မိန်းမတအားကျန်နေပါဟာအလ်ဟမ်ဒူလ illah ဖာနမတ်နဲ့ကဖာကုရ်အာန်နဲ့ညီတဲ့မိန်းမရခမည်းကိုပဲဟိုမှာကိုရင်ဖြစ်လေးရဲ့မောင်ရဲ့တခြားမျိုးရောဒီအောင်ပွင့်အောင်လုပ်ပြီးဆိုရင်ဒီကောင်မမလွယ်ဘူးဒီကောင်မလွယ်ဘူးခမည်းကဂျဟန္နမ်ဆွဲချမ်းအဲ့လိုအမေအမတွေမဖြစ်ပါလိမ့်နဲ့ကျွန်တော်အမေအမတွေအားလုံးထိမ့်သိမ့်လို့ပါအာမင်အခု fashion တခုကပါလဲသိလားလူများမရကျွန်တော်ကတော့ခုနကတော့ပြောပြီးသွားတယ်ကျွန်တော်တို့ကတော့အာမင်းကြီးယူမလားယောက်ျားမလားစားပြီးသားစားမလားသမင်းအစ်စ်ခူးပေးတာ feeling ကိုရှိတယ်ဒီသမင်းအိုးရပဲဘာမှပွားလည်းမပွားဘူးဘာမှမပြတ်ဘူးနော်ကျွန်တော်ဒီလိုစားပြီးတော့ဒီမှာတရားတွေဘာတွေစားတဲ့ဟာဘရကတ်အနေနဲ့ပြောတာမျိုးဒါပေမဲ့ဒီတိုင်းဟာကိုခင်ဗျားတို့သိမယ်စားကြင်လားစိတ်ကပြောတယ်စိတ်ပြီးတော့တန်းနေပြီးတယ်ဒါပေမဲ့စိတ်ကဘယ်လိုစားလဲစားတော့ဆန်းဆောင်ကြားတယ်ပြောလေကြားအစ်စ်တွေမဟုတ်လားဆန်းဆောင်ဘာတရားဆမ်းပြီးသားသားကောင်အေးသိလာပြီးတော့ကြားအိုကြီးလို့အဲ့လိုစားပြောလေအချောင်ကြိုက်လားအချောင်ဘုမကအချောင်တော်ကြိုက်ရိုင်းလားရိုင်းပြောတာတော့နားမလဲတဲ့နွားတွေသူများနေကလို့ပြီးယူထားတဲ့မိမကိုကြည့်အဲ့ဒီမျက်စိကိုစွနာဖဲပြကြရဲကြတယ်ဟာဒီမတ်သွားလူများအိမ်ကိုချောင်းရည်နဲ့အဲ့ဒီလုံးထိုးပေါက်လိုက်တယ်သူတော့ပြောတာချောင်းတာအိမ်မှာပန္ဒကာထားခမည်းအိမ်ကိုဒီလိုအထဲကိုလမ်းကြည့်လိုက်လို့ဟိုအိမ်ထဲကိုမြင်ရတယ်ဆိုရင်ခမည်းဟာရမ်ကိုနာကျူးလွန်လိုက်တာဘာမှလည်းမရအောင်ရဘာမှလည်းမမြင်ဘူးလူများအိမ်ကိုဒီလိုကြည့်လိုက်တာဟိုအိမ်ထဲကိုမြင်သွားတယ်ဆိုရင်ဘာဖြစ်တာလဲဟာရမ်အဲ့လိုမျက်စိကိုလည်းတွေ့ရင်ဒီလိုချောင်းရင်ဟိုဘက်လည်းဒီဘာလို့လဲတန်းအချွန်းနဲ့ထိုးပေါက်လိုက်တယ်ဘာမှကိကားစမရှိဘူးဒဇိုင်းတဲ့အမျိုးသမီးကိုကြည့်လိုက်တာမကောင်းကြံဖို့အဝေးပဲနော်ကြည့်လိုက်ရင်အဲ့ဒီမျက်စိထဲမှာတဲ့မျက်စိခတ်ပြီးမဲ့တဲ့တန်ရီပွက်စီကိုအလ္လာဟ်ထိမ့်သိမ့်တော်မူပါဘာလို့
တိုင်းရပေါ့ပေါ့ရှိ ကိုနဲ့နေကာပိုင်နေလူမဝိုင်းလူများနေ